ရောလူညီမှာမရှိမဖြစ်စင်လေးနဲ့မရှိမဖြစ်အယောင်လေးပါရှင်ဒါလေးဆိုလို့ရှိရင်ယောဂီညိုဆူဆူလေးပါဒါလေးကတော့အိန္ဒိယ280နဲ့ရေလုံးဟိုစပန်ထိုးထားတဲ့ကွန်ပျူတာစပန်ထိုးထားတဲ့ခရီးပွင့်စင်လေးပါရှင်ဒါလေးဆိုလို့ရှိရင်လုံညီကွင်းလေးတွေပါလုံညီ4000ကွင်းလေးတွေပါရှင်သူချီတဲ့စစ်စစ်လေးမို့လို့ရာသီဥတုမျိုးဝတ်ဆင်လို့ရပါတယ်ရှင်အိန္ဒိယ280ချီနဲ့စပန်ထိုးထားပါတယ်ဒါမှအင်ကြီးဖြူလေးနဲ့ဒီလိုလေးတွဲဝတ်မယ်ဆိုလို့ရှိရင်ဒီလိုလေးပါရှင်ဒါလေးကလည်းအခုဖြူလေးကဖူးပွေးတနန်လေးပေါ့နော်ဒါလေးကအင်းလေးချီလေးပြန်ချုပ်ထားတဲ့ထည်လေးပါရှင်အခုဆိုလို့ရှိရင်လက်ဆိုင်လေးတွေရပါမယ်ရှင်ဆိုင်လေးကတော့မစုံသေးဘူးခုမှလက်ဆိုင်လေးထွက်လာတာဒီကလက်ဆိုင်ကိုမှအင်းလက်ရှည်လေးပါရှင်အင်းလက်ရှည်လေးနဲ့ဒါလေးဆိုလို့ရှိရင်ဥပုပ်ကျောင်းသွားမလားဖះသွားကျောင်းတက်ဝတ်ဆင်မလားဒီအညိုလေးယောဂီအညိုလေးနဲ့ပေါ့နော်ဒီလိုလေးဒါလေးဆိုလို့ရှိရင်အင်ကြီးလေးကလက်ရှည်လေးပေါ့နော်ဒီလိုလက်ရှည်လေးလက်အတူလေးနဲ့လက်ရှည်လေးနဲ့က1000กว่าပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်2400ပါရှင်အင်ကြီးလေးက2400လုံကြီးလေးက3500ပါရှင်ဒီထည်လေးတွေကိုမှာယူလိုပါကဗိဗ္ဗနံပါတ်3992668899မှာဆက်သွဲမှာယူရရှိနိုင်ပါတယ်ဆိုင်မှာလာဝယ်မယ်ဆိုလို့ရှိရင်လည်းအမှတ်144စိတ်ကန်းတာလန်ကြောက်တန်းမြို့နယ်ရန်ကုန်မြို့မှာလာရောက်ဝယ်ယူရရှိနိုင်ပါတယ်ရှင်ဒီလေးတွေကိုအိမ်ရောက်ငွေချစ်စနစ်နဲ့လည်းပို့ပေးလို့ရပါတယ်ရှင်ဒီလီစားပေးရောက်တဲ့မြို့အားလုံးဆိုလို့ရှိရင်အိမ်ရောက်ငွေချေရပါတယ်ဒီလိုဒီလီစားပေးမရောက်တဲ့မြို့များဆိုလို့ရှိရင်ငွေကြိုရှင်းပြီးတော့မှဂိတ်တင်ပေးလို့ရပါတယ်ရှင်